အားလုံးပဲကျွန်တော်တတိပေးပြစီပေါ့နော်ကိုယ့်ရဲ့ဘဏ်ဖြစ်ကိုယ့်ရဲ့ဘဏ်ကဖြစ်အခြားသူကိုမပေးနဲ့ပေါ့နော်အခြားသူကတောင်းငါမယ်ဆိုရင်ဘယ်တော့မှမပေးနဲ့ကိုယ်တငယ်ချင်းဖြစ်ပေါ့နော်ကိုယ်တငယ်ချင်းဖြစ်ကိုယ့်ရဲ့ပေါင်းတင်မိတ်ဆွေဖြစ်မပေးနဲ့ပေါ့နော်ဘာဖြစ်လဲဆိုတော့အရာတော့ယုံကြည်လို့မရဘူးဘာဖြစ်လဲဆိုတော့အခုဖြစ်နေတဲ့ပြဿနာတစ်ခုကိုကျွန်တော်ပြောပြမှာတော့ဒီကိုမှရှိတဲ့ဘဏ်တွေရောဘဏ်ကတ်တွေရောတခြားလူကလာတောင်းချီးမယ်လာတောင်းငါမယ်ခဏလောက်ယူပြီးတော့နေမဟုတ်ပေးမယ်ဆိုရင်ဘယ်တော့မှမပေးနဲ့တကယ်လို့ပေးလို့ဆိုတော့လူလိန်ထိမှာပေါ့နော်လူလိန်ထိမယ်ဆိုတာကွာတခြားလူကဒီတယောက်လိန်ဒီတယောက်ကဒီကိုလိန်ဒီကတယောက်ကဟိုကလိန်ကိုယ်တကယ်ချင်းလာလိန်ကိုယ်တကယ်ချင်းကလည်းကိုယ်ပြန်လာပြီးတော့လာလိန်တက်ရပါတော့အခုဖြစ်နေတဲ့ပြဿနာကိုကျွန်တော်ပြောပြမှာဘယ်ကနေစလဲဆိုတော့အဲ့ဒီကောင်တရားပေါ့နော် तू ကသူ့တကယ်ချင်းကသူ့မေးတယ်ပေါ့နော်သူပြောတာသူ့ဘဏ်ခဏလေးပေးငါပါသူ့ရဲ့ဘဏ်လို့ရှိတယ်ပေါ့ဒီမှာကျွန်တော်စီဝိုင်းလို့ပေါ့ဒီမှာတကယ်ချင်းပတ်စံပို့လာမယ်ဆိုတော့ကုမ္ပဏီကပတ်စံပို့လာမယ်ကျွန်တော်ဘဏ်ထဲမှာအဲကျွန်တော်ဘဏ်မရှိဘူးကွာဘဏ်ခဏလောက်ငါပါဆိုပြီးတော့သူကပေးသွားတယ်ကွာအဲ့သူ့တကယ်ချင်းကိုသူပေးသွားတယ်သူပေးသွားတော့သူ့တကယ်ချင်းကတော့ခဏလေးပတ်စံဘတ်တသိန်းလာတယ်တသိန်းလာပြီးတော့နောက်ခဏလေးတော့ဘတ်9သိန်းလာတယ်9သိန်းလာပြီးတော့အမှသူကဒီသူတငယ်ကြီးကပြောတယ်မှာပတ်စံဝင်လာပြီနော်ပတ်စံတလောက်အများကြီးဘာလုပ်ဘလဲဆိုတော့သူတငယ်ကြီးပဲပြောတော့ပေါ့သူတငယ်ကြီးတွေပဲမြင်တယ်ပတ်စံတလောက်အများကြီးဘာလုပ်ဘလဲဟောငါစီးပွားရေးလုပ်ဖို့တဲ့အဲ့လိုမျိုးတငယ်ကြီးဟိုတထေးတယောက်နဲ့စီးပွားရေးလုပ်ဖို့ပတ်စံအဲ့လိုမျိုးအရင်ပူလောလာပြီးတော့ငါဘန်ထဲကနေပြီးတော့သူ့ကိုတပေးရမယ်ဆိုပြီးတော့အဲ့လိုမျိုးသူပြောတော့မှာသူတငယ်ကြီးကသူ့ပြောတယ်အဲ့ဒါနဲ့ပတ်စံတော့ဘန်ထဲမှာအားလုံးပေါင်း9သိန်းဝင်သွားတယ်9သိန်းဝင်တော့သူကဒီ ATM ဘုံထဲမှာတွနေတယ်တွနေတော့အများဆုံး3သိန်းပဲရလာမသိဘူး3သိန်းထက်ကျော်ရင်နေလို့မရတော့3သိန်းလည်း9000ပဲအဲ့ဒါသူအကန်တက်ကောင်းအောင်သူနေလိုက်တယ်နေပြီးတော့ဒီ ATM ဘုံမှာတနေ့ပတ်စံထနေဖို့ဆိုတော့နေလို့မရတော့နေလို့မရတော့တဲ့ကြောင့်သူငယ်ချင်းကိုသူပြောတဲ့ဘဏ်ယုံကိုတွားလိုက်သူငယ်ချင်းကသူ့ကိုဘဏ်ယုံကိုတွားထုတ်ခိုင်းတယ်ပထမ ATM ဘုံကနေခိုင်းဒါပေမဲ့နေမလဲနေလို့မရတော့ဘူးအကန်တက်ရှိတော့အေး9000လောက်3သိန်းလောက်အဲ့လောက်ပဲအဲ့လောက်အကန်တက်လည်းကောသူနေလို့မရတော့အဲ့ဒါသူငယ်ချင်းကသူ့ကိုပြောတယ်ဒီဘဏ်ယုံကိုတွားထုတ်ပြီးပေါ့နော်တွားထုတ်ပြီးတော့နောက်တော့ပတ်စံရလာနေကိုလည်းငါမဟုတ်ဘူးပြီးကွာအဲ့လိုမျိုးငါစီးပွားရေးလုပ်ဖို့တော့ဒီပတ်စံအဲ့လိုမျိုးသူပြောတော့အဲ့ဒါလည်းသူကတွားထုတ်လိုက်တယ်တွားထုတ်ပြီးတော့ပြန်လာည9နာရီကျတော့သူ့ရဲ့ဘဏ်ပိတ်ခံလိုက်ရတယ်ဘဏ်ပိတ်ခံရတယ်ပြီးတော့ခဏလေးနေကျတော့ပလိတ်လေးလာတယ်ပလိတ်လာပြီးတော့အမှသူ့ကိုလာပြီးတော့စစ်ဆေးတော့သူပြောသူဟာမဟုတ်ဘူးဒီကတငယ်ချင်းလွှဲတယ်ပါညာဘောကပြောတော့ကွာပြောလဲမရဘူးဘာဖြစ်ကိုတောင်းယူရမှာပေါ့နော်ကိုယ့်ရဲ့ဘဏ်ထဲမှာပတ်စံဝင်လာတော့ဒီပြောမစကွာရှင်းချင်းပြောမစဒီလူလိန်ပတ်စံတယ်ပေါ့နော်လူလိန်ခိုင်းကရလာတဲ့ပတ်စံပေါ့နော်အဲ့ပတ်စံကိုတယောက်အဲ့လိုမျိုးပြန်လွှဲခိုင်းတယ်ပေါ့နော်နောက်ဆုံးတော့သူကထိသွားသူငယ်ချင်းကသူ့ကိုပြန်လှုပ်သွားတော့ပေါ့နော်ကျွန်တော်ကပလေးကသူ့ကိုခေါ်ပြီးစစ်ဆေးတယ်ပြီးတော့အခုသူ့ကိုဖမ်းခံရတော့ဗောနော်အဲကျွန်တော်ဒီပြဿနာကိုဆက်လက်ပြီးတော့ဖြေရှင်းနေတော့မယ်ဗောနော်ပြီးဘယ်လိုအဆုံးတတ်မလဲတော့ကျွန်တော်တော့မသိဘူးဗောနော်ဒါပေမဲ့ကျွန်တော်အခုလိုမျိုးလာပြောပြဆိုတာကိုယ့်ရဲ့ဘဏ်လုံခြုံရေးကိုတခြားသူရောတငယ်ချင်းတွေလည်းမယုံကြည်မထားနဲ့ဗောနော်ကိုယ့်ရဲ့ဘဏ်ကိုပေးအပ်ပြီးတော့ဒါလေးနင်3ပါညာတော့မပေးနဲ့ဒါမှမဟုတ်ကိုယ့်ရဲ့ဘဏ်ကိုခဏလောက်ငားပြီးတော့ပတ်စံပေးမယ်ရောနင်ဘဏ်ခဏလောက်ငားပြီးလို့ရလာမှာငါအမျိုးတွေပါပတ်စံပို့မယ်ဆိုတော့ပြောရတယ်မယုံနဲ့ဗောနော်ဘာဖြစ်လဲဆိုတော့မယုံတာအကောင်းဆုံးဗီဒီယိုမျိုးဆိုဌာနကမှာရှိနေမယ်ဆိုရင်ဒီဘန်တို့ဒီကားတို့ဆိုင်ကယ်တို့တငယ်ချင်းတို့မပေးငါတော့အကောင်းဆုံးကိုတယောက်ပဲမောင်းပါကိုတယောက်ပဲအသုံးပြုပေါ့နော်အခြားသူကပေးငါမဆိုဒီကိစ္စတဲ့တကယ်ကိုလောလောကူနဲ့ငါပြီးတော့ပြဿနာဖြစ်လာရင်ကိုပဲတာဝန်ခံရမှာတာဝန်ယူရမှာတော့အများကြီးပဲဒီကားတို့ဆိုင်ကယ်တို့ဒီဘန်တို့အင်မတန်မှအန်တယ်များတော့အဲကြောင့်ကိုမသိတဲ့လူကိုယုံကြည်တဲ့လူဆိုရင်ကိုရဲ့မောင်နှမကလွှဲရင်ပေါ့နော်အခြားသူမပေးနဲ့ပေါ့နော်ကိုယုံကြည်တဲ့လူလောက်ပဲကိုပေးပေါ့ကိုပေးတော့ကားတို့ဆိုင်ကယ်တို့ဘန်တို့ဘာညာတော့ပေါ့နော်အဲကြောင့်အခုလို့ကျွန်တော်လာရှင်းပြရဆိုကွာကိုမထိအောင်မတော့လူလိန်လက်ကနေမထိအောင်သူတပားကတခြားလူကိုလိန်တယ်အဲ့လိန်နေတဲ့ဟာရကိုကဘူးမသိပါမသိနဲ့အဖမ်းခံရမဲ့အနေထားဖြစ်မှာကြောက်လို့ကျွန်တော်လာပြီးတော့တတိပေးပြီးတော့ပြောပြတာပေါ့နော်